ကျုပ်သူကသူကိုယ်တိုင်ပဲပွဲကိုဖျက်လိုက်တယ်ကောင်းကင်ဘုံနတ်မင်းပေးတဲ့ပလဲလုံးနဲ့မီးလောင်သွားခဲ့တယ်အဲ့ဒီတော့ကောင်းကင်ဘုံစီကံကိုကျွန်းလို့မီးလို့ရင်းချော်ကျင့်မှာအပြစ်ဒဏ်ခံခဲ့ရတာပေါ့ကွာအော်သူကလက်ဆက်သက်တော့ဒုက္ခရောက်နေတာကိုဒါပေမဲ့ဗျာဆရာတော်ရဲ့မြင်းကိုတော့မစားသင့်ပါဘူးဟုတ်ပြီကျုပ်သွားတွေးလိုက်မယ်ခဏစောင့်နေဦးဗျာအမွေကျေးဇူးတင်ပါတယ်ဒကမာကြီးဒီကကိုတော်ကဘယ်ရက်ကလာပြီးဘယ်ကိုများသွားမလို့လဲကိုတော်ကအရှိအယတထန်တိုင်းပြည်ကလာတာပါအနောက်အရက်ကိုဖျားသွားဖူးမလို့ပါဖះရှင်ကအနောက်ရက်တာလီကျောင်းဆောင်ပါလေမိုင်ပေါင်း10သိန်း8000တောင်ဝေးနေသေးတာအလားဘာလို့တယောက်တည်းခင်းနေနေရတာလဲတပည့်လေးတယောက်တောင်မရှိဘူးလားလွန်ခဲ့တဲ့ရက်တွေကတော့တပည့်တယောက်ရှိခဲ့ပါတယ်မနေ့ခင်းကသူ့ကိုဆူလိုက်မိတာနဲ့အရှိအရက်ကိုပြန်သွားပါပြီအော်ဒီလိုလားအရှိနာတပည့်တော်ရဲ့အိမ်မဲလေတပည့်တော်ရဲ့အိမ်ရောက်နေလောက်ပြီထင်ပါတယ်ကိုတော်ကြည့်ပါဦးဒီအုတ်ထုတ်လေးကိုကိုတော်တပည့်လေးကိုပေးဆောင်လိုက်ပါလားဒါကလေကိုတော်ရဲ့တပည့်ကလေဒါကိုကိုတော်လက်ခံပေးပါဟာကိုရင်မေတော်ကိုကြွားပြပါတယ်ဂါထာကောင်းတစ်ပုဒ်ကိုကိုတော်ကိုတင်ပေးလိုက်မယ်ကျေးဇူးတင်ပါတယ်မေတော်ကြီး